စင်ကာပူနိုင်ငံဟာချင်းအန်တရဲကိုဖြည့်ရှင်းဖို့အတွက်အလွန်ထက်မြက်ပြီးထိရောက်တဲ့နီလန်းတစ်ခုကိုဖော်ထုတ်ခဲ့ပါတယ်။စင်ကာပူမှာချင်းကတဆင့်ဖြစ်ပွားတဲ့ယောဂါတွေဟာကလေးငယ်တွေနဲ့လူကြီးတွေအတွက်စိုးရိမ်စရာအခြေအနေဖြစ်လာခဲ့ပါတယ်။ဒါကိုဖြည့်ရှင်းဖို့အတွက်သိပ္ပံပညာရှင်တွေဟာယောဂါမပြန့်ပွားစေတဲ့အထူးချင်း modified mosquitoes အမျိုးအစားကိုဖန်တီးခဲ့ပါတယ်။ဒီချင်းတွေကိုတဘာဝပတ်ဝန်းကျင်တွေကိုလွှတ်ပေးလိုက်တဲ့အခါမှာသူတို့ဟာယောဂပိုးတည်ဆောင်တဲ့အန်တီယေရှိတဲ့ချင်းတွေနဲ့မိတ်လိုက်ကြပါတယ်။ရလက်ကတော့သူတို့ကနေပေါက်ဖွာလာတဲ့ချင်းအသစ်လေးတွေဟာဆက်လက်မရှင်သန်နိုင်တော့ပဲချင်းဥယျာဉ်ကိုတိတိတတ်တာလျော့ကျသွားစေတာပဲဖြစ်ပါတယ်။အကောင်းဆုံးအချက်ကတော့ဒီချင်းတွေဟာလူသားတွေတရိတ်ဆန်နေနဲ့တဘာဝပတ်ဝန်းကျင်ကိုတစုံတရာထိခိုက်မှုမရှိစေတာပါပဲ။အခုဆိုရင်တော့တာမန်ချင်းတွေတောင်မှသူတို့အတွက်ရှင်သန်ဖို့မလွယ်ကူတော့ဘူးဆိုတာသိသွားပြီးတခြားကိုပြောင်းရွှေ့ move out ဖို့ပြင်ဆင်နေရတယ်လို့ပါပဲ။အားလုံးပဲဘေးရန်ကင်းကြပါစေဗျာ like and follow လုပ်ဖို့လည်းမမိနဲ့ဘူး